Channel FC မျိုးသမီးအသင်းကိုရောက်လာတဲ့အခုချိန်မှာဘယ်လိုခံစားနေရလဲပေါ့နော်ကျွန်တော်ရန်နာပုံအသင်းကိုရောက်လာတဲ့အတွက်လည်းဂုံလဲယူတယ်ပျော်လဲပျော်ရှင်တယ်အသင်းကယုံကြည်နေကျွန်တော်စာချုပ်ကန်လန်တော့ကစားဖို့ကန်လန်တော့ကိုကျွန်တော်အများကြီးပျော်ရွှင်မိပါတယ်ဟုတ်ဒီနေ့မှစတင်ဖွဲ့စည်းရဲ့ရန်နာပုံ FC အမျိုးသမီးအသင်းကိုပြောင်းရွှေ့ဖို့ဘာကြောင့်ရွှေ့ချက်ခဲ့ရလဲရန်နာပုံအသင်းကယောက်ျားလေးအသင်းကအရင် nationality ပေါ့နော်ယောက်ျားလေးအသင်းစားရချိန်မှာအရန်ပုံရိပ်ကြီးမာတဲ့အသင်းပေါ့နော်ဖိုင်ရောကစားသမားတွေရောအဲ့တော့ကောင်းတဲ့ကစားသမားပေါ့နော်အခုချိန်ကြီးလည်းသူတို့မှာတင်းတဲ့ပုံရိပ်ရှိသေးတယ်ပေါ့နော်အခုကျွန်တော်တို့အမျိုးသမီးလီပေါ်အချိန်မှာအခုမှစောက်ဝင်တဲ့အတွက်ပြီးကျွန်တော်အရင်တော့လဲနေတင်းနေဆိုရန်နာပုံမှာကစားအများတယ်ရန်နာပုံရဲ့ပြိတက်ကရန်ကြောက်ဖို့ကောင်းအားပေးပါတော့အဲ့တော့ကျွန်တော်ဒီတစ်ခေါက်မှာကျွန်တော်အတင်းတက်လည်းဖြစ်တယ်လူငယ်ကစားသမားတွေလည်းရှိတယ်အဲ့တော့ကျွန်တော်ဒီတင်းကိုရွေးချယ်ပြတယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီရန်နာပုံရဲ့ပြိတက်တွေကိုမိန်းကလေးတင်းကိုလည်းပို့စိတ်ဝင်စားလာအောင်လဲကြည့်စီခြင်းတဲ့အတွက်ပေါ့နော်အဲ့တော့ကျွန်တော်အများကြီးတေချာစဉ်းစားပြီးတော့ဒီရန်နာပုံတင်းကိုရွေးချယ်မိရအောင်ဟုတ်မြမအမျိုးသမီးဘောလုံးလောကမှာပြပကလပ်ကိုပထမဆုံးထွက်ကစားခဲ့တဲ့ကစားသမားတစ်ယောက်အနေနဲ့အဲ့ဒီ international experience ကနေကိုယ့်ရဲ့ mentality နဲ့ play style တွေကိုဘယ်လိုမျိုးတိုးတက်စေခဲ့လဲပေါ့ပြည်ပမှာကစားတယ်ပြည်တွင်းမှာကစားမတူပေါ့နော်ပြည်ပမှာကစားတဲ့အချိန်မှာကိုကစားတဲ့နိုင်ငံနေရင်ပြင်မဲ့လေကိုအတွက် mentality ကကြတော့ဘာကောင်းနေလဲဆိုတော့အဲ့လိုမျိုးကြီးတွားပြီးတော့ကိုကစားခြင်းတဲ့ပုံစံကစားလို့မရသူတို့ရဲ့ playing style ကိုပြောင်းပြီးတော့ကစားပေးရတယ်အဲ့တော့သူတို့ style ကိုလိုက်ကစားတဲ့ကိုအတွက်အတွေ့အကြုံများစေပေါ့နော်ကိုရဲ့ style ကိုဖျောက်ကပေါ့ဒီကိုမြန်မာတွေကကြတော့ကျွန်တော်တို့ combination ကစားရများဟိုမှာကြရင်လောင်မောကစားရရရှိရဲအဲ့ပုံမှာကျွန်တော်လိုက်ကစားပေးရတယ်အဲ့ပုံမှာကစားပေးရတဲ့ကိုယုံကြည်မှုကစားနိုင်တဲ့ပုံမှာယုံကြည်မှုရလာတယ်အဲ့ဒါတွေကကိုယ့်ရဲ့စိတ်တွေကစားတဲ့ယုံကြည်မှုကိုပို့ပြီးတော့ confident ဖြစ်စေရပေါ့နော်ဟုတ်ရန်နာပုံ FC အတင်းအတွက်ကွင်းထဲမှာကိုယ်အတွေ့အကြုံတွေနဲ့ဘယ်လို impact မျိုးပေးချင်လဲရန်နာပုံအသင်းကိုကျွန်တော်ရွေးချယ်တဲ့အသင်းကဘယ်လိုပြောမလဲခုမှစဝင်တဲ့အသင်းပေါ့နော်အဲ့အတွက်လူငယ်ကစားသမားလေးတွေကိုကျွန်တော်မှရှိတဲ့အရာတွေကို sharing ပေးခြင်းနဲ့ပြီးတော့အသင်းပေါ်မှာကျွန်တော်ဘယ်လောက်ထိစွမ်းဆောင်ပေးနိုင်မလဲပေါ့သူတို့ခုမှစဝင်လာတယ်ပေါ့ဘယ် level တစ်ခုထိရောက်နိုင်အောင်ရယ်ပြီးတော့ဒီပရိသတ်တွေပေါ်မှာလည်းစိတ်ကျေနပ်မှုအကောင်းဆုံးပေးနိုင်အောင်ရယ်ကျွန်တော်ကတော့အကောင်းဆုံးစူးစမ်းပြီးတော့ဒီပေါ်မှာစိတ်ရထက်သန်တာနဲ့ကစားပေးမယ်ပေါ့နော်ဟုတ်ရန်နာပုံ FC အမျိုးသမီးအသင်းနဲ့အတူဘယ်လိုအသင်းမျိုးတည်ဆောက်သွားခြင်းလဲကျွန်တော်ကတော့ဘယ်လိုပဲဖြစ်ပေါ့နော်ကျွန်တော်တို့အားလုံးကဒီ league ကံပြီဆိုတော့ champion ဖြစ်ချင်ကြရပါတော့champion ဖြစ်ချင်ဖို့အတွက် champion ရောက်နိုင်တဲ့လူတိုင်းမှာကစားသားတိုင်းမှာရှိတဲ့စိတ်ဓာတ်မျိုးတွေကိုလည်းကျွန်တော်တို့အကုန်လုံးစုစည်းစီးနဲ့စီလုံးညီညွတ်စေခြင်းနဲ့အတင်းသားအားလုံးကိုလည်းပြီးကြကျွန်တော်တို့လိုချင်တဲ့အိမ်မက်တွေကိုလည်းအကောင့်ထဲပေါ်လို့ရအောင်အတင်းသားတွေအားလုံးနဲ့တညီညွတ်တဲ့ပူပေါင်းဆောင်ရွက်ပြီးတော့လိုချင်တဲ့ကိုရီရဲ့ပန်းနိုင်အောင်ရောက်အောင်ပေါ့အဲ့လောက်ထိကျွန်တော်အတင်းသားတွေနဲ့စီလုံးပြီးတော့တွားကျင်ပါတယ်ဟုတ်ဘောလုံးသမားဖြစ်ချင်တဲ့မိန်းကလေးအတွက်ကိုယ်အတွေ့အကြုံအပြင်ပါအပေးစကားပြောချင်တယ်ပေါ့နော်ဘောလုံးသမားဖြစ်ချင်တော့လွယ်လွယ်လေးတော့ဒီနေရာကိုမရဘူးပေါ့နော်နံပါတ်1ကဘောလုံးသမားတွေမှာကျွန်တော်ဆိုလဲ73နှစ်ကနေပြီးစကန်လာပါတော့အဲ့တော့ဇွဲလုံးလားလိုတယ်ပေါ့နော်ဇွဲရှိဖို့လိုတယ်ပြီးတော့နောက်တစ်ခုကခက်ခဲမှုကအများကြီးရှိပါတော့ဘောလုံးသမားတွေ stable အများတန်းရှိမနေဘူးနှိမ့်လိုက်မြင်လိုက်ပဲပေါ့နော်အဲ့ပေါ်မှာခံနိုင်အားရှိဖို့လေလိုတယ်ပြီးတော့ကိုယ့်ရဲ့ဇွဲကအမြဲတမ်းရှိနေဖို့လိုတယ်ဒီနေ့ကိုကောင်းပြီနောက်နေ့မကောင်းတာရှိနိုင်တယ်ကိုယ့်ရဲ့အရာလုံးပေါ်မှာ focus ထားစေခြင်းနဲ့ကိုကဘောလုံးကမှဆိုဒီဘောလုံးကို focus ထားအဲ့ဆိုရင်ဖြစ်ကိုဖြစ်တယ်အဲ့ဒီတော့ကို့မှာဇွဲလုံးလာရဲ့ဒီဘောလုံးပေါ်မှာထားတဲ့ကိုယ့်ရဲ့စိတ်ဓာတ်ရဲ့အဲ့ဒါတွေအမြင့်ဆုံးဖြစ်နေတော့ကိုလိုချင်တဲ့လေယူစဉ်ဆိုလဲလေယူစဉ်ကိုအပြင်ထွက်ကန်နေဆို professionalize professional အဲ့ဒါတွေကဖြစ်လာလိမ့်မယ်ပေါ့နော်ဒီ interview ကနေပြီးတော့ရန်နာပုံ breakdown တွေအတွက်ပထမဆုံးအနေနဲ့ပြောချင်တယ်ကျောင်းတင်အခုမှစဝင်တဲ့အတွက်ပရိသတ်တွေလာရောက်အားပေးစေခြင်းနဲ့ကျွန်တော်တို့ကအရင် strong ကြီးတော့မဟုတ်ပြီမဲ့ကျွန်တော်တို့ကကန်လို့ကန်ဘယ်လိုပြောရမလဲကျွန်တော်အတင်ကအခုမှစဖွဲ့စည်းရတဲ့အတွက်ပြန်ပြီးတော့စီစီလုံးနဲ့ကျွန်တော်တို့ရဲ့အရေးသွေးကိုပြဖို့လဲလိုသေးတယ်အဲ့အတွက်ကျွန်တော်တို့ကပရိသတ်အင်အားလိုတယ်အဲ့တော့ကျွန်တော်တို့ကိုလာပြီးတော့အားပေးစေခြင်းနဲ့ကျွန်တော်တို့အသင်းမှာတကယ်ဘယ်လိုပြောရမလဲမျိုးသက်တစ်ကလေးတွေပေါ့ကျဲပင်းကစားသမားတွေရှိရဲသူတို့ကိုဖေးမှပြီးတော့အားပေးစေခြင်းနဲ့အဲ့ဒါမှဒီကစားသမားတွေကနောက်လာလက်ရွေးစင်မှာလည်းကစားသမားကောင်းတွေဖြစ်လာမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကပရိသတ်အင်အားရမ်းလိုတယ်ပေါ့နော်အဲ့တော့ရန်နာဘုံကပရိသတ်တွေကလာရောက်ကြည့်ရှုအားပေးပါလို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဟုတ်